မှာတော့အိန္ဒိယသမိုင်းမှာတကယ်ကိုထူးခြားဆန်းပြားခဲ့တဲ့ဘုရင်မတစ်ပါးရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ Rudrama Devi ဆိုတဲ့ဇာတ်ကားကို recap လုပ်ပေးသွားမှာပါ။ဇလန်ကတော့73ရာစုကာကတ္တယမင်းဆက်မှာစတင်ပါတယ်။ထီးနှံဆက်ခံဖို့တားယောက်ကြားလေးမရှိတဲ့အတွက်ဘုရင်ကြီးဟာသူ့ရဲ့သမီးတော်လေးကိုမွေးကလေးကမင်းသားလေးတစ်ပါးအဖြစ်လောကကြီးကိုလိန်ညာပြီးမွေးမြူခဲ့ပါတယ်။သူမရဲ့နာမည်ကတော့ Rudra Deva တဲ့မင်းကလေးတယောက်ဖြစ်ပေမဲ့တိုင်းပြည်အတွက်ဓာရီလှန့်ရည်နဲ့စစ်ပွဲအတက်ပညာတွေကိုအမျိုးသားတွေထက်တာအောင်သင်ယူခဲ့ရတဲ့သူမရဲ့ဘဝဟာတကယ်ကိုရင်နာစရာပါတိုင်းပြည်အတွင်းမှာထီးနှန်းကိုလူကျင်နေတဲ့ရန်သူတွေဝိုင်းနေတဲ့အချိန်မှာပဲပရိသတ်တွေအကြိုက်ဆုံးဇက်ကောင်ဖြစ်တဲ့ဂိုနာဂန္နာရက်ဒီပေါ်လာပါတယ်အလူအာဂျွန်းတရုတ်ဆောင်ထားတာပါသူဟာဓာပြဘိုးတယောက်လိုဟန်ဆောင်ထားပေမဲ့တကယ်တော့အတိုင်းတီကိုချစ်တဲ့သူရဲကောင်တယောက်ပါတစ်ဖက်မှာလည်းရူဒရာမာဒေဝီဟာသူမရဲ့ငယ်ချင်းချာလူကြနဲ့လက်ထက်ခဲ့ရပါတယ်။ဒါပေမဲ့သူမဟာမင်းကလေးဖြစ်နေတာကြောင့်ဒီအိမ်တော်ရဲ့ဟာအမိခံတတ်တာဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရန်သူတွေရဲ့တိုက်ခိုက်မှုကြောင့်သူမဟာမင်းကလေးဖြစ်ကြောင်းတိုင်းပြည်ကိုဖွင့်ပြောလိုက်ရတဲ့အခါမှာဘာရစ်ဆက်ဖြစ်မလဲဆိုတာရင်ခွန်းစရာပါပဲ။မင်းကလေးတယောက်ဘယင်ဖြစ်တာကိုလက်မခံတဲ့ရန်သူတွေကတိုင်းပြည်ကိုဝိုင်းတိုက်ကြတဲ့အခါမှာတော့ရူဒရာမာဒေဝီဟာအမျိုးသမီးစစ်တီတော်ဝစ်စုံကိုဝစ်ဆင်ပြီးစစ်မြေပြင်ကိုဆင်းခဲ့ပါတယ်။ဂိုနာဂန္နာရက်ဒီရဲ့အကူအညီနဲ့ရန်သူတွေကိုအပြက်အတန်နှင်းနှင်းပြခဲ့တဲ့အခန်းတွေကတော့ဒီကားရဲ့အသက်ပါပဲ။ဇာလာအဆုံးမှာတော့သူမဟာအမျိုးသမီးတယောက်ဖြစ်ပေမဲ့ယောက်ျားတွေထက်ပိုမိုစွမ်းဆောင်နိုင်တဲ့ဘယင်မတစ်ပါးအဖြစ်တမိုင်းတွင်သွားခဲ့ပါတယ်။ဒီကားဟာအိန္ဒိယရဲ့ပထမဆုံး 3D တမိုင်းကားဖြစ်သလိုအလူအာကျွန်းရဲ့ရှယ်ကျန်းတဲ့အခန်းတွေကိုလည်းမြင်တွေ့ရမှာပါ။